Hello အကြောင်းပြောကြရအောင်ချက်သွန်ဒီအလင်းငယ်ဖြင့်စတင်ပါကိုကြီးဒီပိုကောင်းအခုံသွားပြီးပန်းဝေသုံးပိုင်းချီလေးလက်မအတော်လေးတွေ့ပြီးထားပါပြီးရင်လက်စွပ်အလုံးကိုဂရုဒီဇိုင်းနဲ့ဖယ်လိုက်ပါထို့နောက်လေအိုးတင်လုံးကိုဂျုံမုံဖြင့်ရောနေပြီးစားငရုတ်ကောင်းဖြင့်ရောပါချက်သွန်ဖြူမုံနဲ့တင်နောက်တစ်ခုကတော့ဂျုံမုံထဲမှာချက်သွန်ဒီအကွင်းတွေအလုံးကိုအုပ်လိုက်ပါအယောအတော်ဖယ်ထားလိုက်ပါမုံတိအထွေနုအနေငယ်ကိုတစ်လုံးထဲသို့လာထဲပါဗလာပန်းကန်ချက်ဦးတစ်လုံးထဲပါတင်းပြီးရင်အရင်ကသုံးခဲ့တဲ့ဂျုံမုံကိုခွက်တစ်ခုယူပြီးချက်ဦးနို့ရောထဲလိုက်ပါမုံတစ်ပုံစံများလာတဲ့အထိငွေပေးပါပေါင်မုံအခေါ်အချို့ကိုစမ်းပြီးထဲသို့လာထဲပါနောက်တပတ်တွင်ချက်သွန်ဤအကွင်းများကိုမုံသားတုံးထားပါဒါဆိုမုံဖုတ်ဆိုလားဟုတ်ပါတယ်စီရွှေအညို့ရသည့်အထီးကျော်အချို့သောသို့မဟုတ်ဤကိစ္စတွင်တစ်ခုလုံးကိုထဲပါတာကီအိတ်ကိုထဲသို့ထဲပါတင်းပြီးရင်ကျက်ဥကိုရေစီးပြီးပြင်ဆင်ပါကျက်ဥတစ်လုံးမှရေ30မီလီလီတာကိုမှတ်သားထားပါထို့ကြောင့်ကျက်ဥမီများအသုံးပြုသည်ကိုအခြေခံရွေးချိန်ပြီးပါအခုကျက်ဥထဲမှာရွှေကျက်သွန်ကွင်းကိုအုပ်လိုက်ပါမုံဖုတ်ပြီးအတွဲငပိအဖြစ်သုံးပါအရန်ပြဒီနေ့ချေဆော့စ်အတွဲကျွန်တော်လုပ်နေပါတယ်ရိုးရှင်းသောရောသောတစ်ဝက်ကိုအနည်းငယ်ထဲကအရေးပြောသည့်အထိအလဲအလဲအပူပေးလိုက်ပါချက်သွန်နီလက်စုတင်ကဲသုံးခုတစ်လုံးတွင်ချက်သွန်နီအနည်းငယ်ဖြင့်စတင်ပါပိုကြီးလီပိုကောင်းလီဖြစ်သည်အခုခွာပြီးပါဝေသုံးပိုင်းချီလေးလက်မအတုံးများသည့်ဖြတ်ပါထို့နောက်ကွင်းအလုံးကိုဂယုဒီဇိုင်းဖေရှားပါပြီးရင်မုံဖုတ်စာရွက်ကိုဂျုံမုံနဲ့ရောပြီးစားငရုတ်ကောင်းတို့နဲ့ရောနေပါချက်သွန်ဖြူမုံနဲ့ထဲပါပြီးရင်တော့ချက်သွန်ဤအကွင်းလိုက်အလုံးကိုဂျုံမုံထဲပါအယောအတော်ကိုဘေးဖယ်ထားပါမုံဖုတ်ရန်အတွဲနုအနေငယ်ကိုဇလုံးတစ်လုံးထဲသို့လာထဲပါပန်းကလုံးအလူထဲကိုကျက်ဥတစ်လုံးထဲပြီးငွေပေးပါပြီးရင်စောစောကသုံးထားတဲ့ဂျုံမုံတစ်ခွက်ကိုယူလိုက်ပြီးကျက်ဥနို့ရောထဲလိုက်ပါမုံသားပုံစံများလာသည့်အထီရောငွေပါပေါင်မုံအတုံးများကိုစမ်းပြီးတဲ့အိုးထဲသို့လာထဲပါထို့နောက်ချက်သွန်ဤအကွင်းများကိုတဲ့အိုးထဲတွင်ထဲပါဒါကြောင့်ဖုတ်ပါရွှေအညို့ရောင်အထီးသူတို့ကိုစီတိုက်ကြောအချို့သောသို့မဟုတ်ဤကိစ္စတွင်အားလုံးကိုထဲပါတာကီအိတ်ကိုအစာပယုဆက်စာတွင်ထဲပါတင်းအကျဲထို့နောက်မုံဥများကိုရေစီးပြီးပြင်ဆင်ပါကျဲဥတစ်လုံးဒီရေ30မီလီလီတာဖြစ်ပြီးသင်အသုံးပြုသည့်မုံဥအရေအတွက်ပေါ်မူတည်၍ချိန်ထိပါပြီးရင်ရွှေကျက်သောအကွင်းတွေကိုကျက်ဥထဲမှာအုပ်လိုက်ပါဖုတ်ပြီးအတွဲငပိအဖြစ်အသုံးပြုပါအရန်ပြတဲ့ဒီနေ့ချိတ်ဆော့စ်လုပ်နေပါတယ်ရိုးရှင်းသောရောသောအနေငယ်ထဲပါအရေးပြောသည့်အထိအလဲအလဲအပူဖြင့်အပူပေးပါချက်သွန်ဤအကြီးကြီးနဲ့စတင်ရင်ပိုကောင်းပါတယ်ပြီးရင်နှံ့အောင်ထောင်းပြီးချက်သွန်ဖြူမုံအနေငယ်သမအောင်ရောငွေပြီးမုံဖုတ်ဆိုတာ10လုံးနဲ့ချက်ဥစသည်တို့ကိုသမအောင်ငွေပါပြီးမှချက်ဥကိုထည့်ပြီးနဲ့အပြာရောင်ပြအောင်မြက်အောင်ချက်ပြီးစားလို့ရပါတယ်ချက်သွန်ဤအနေငယ်ပိုကြီးတဲ့ချက်သွန်ဤတွေနဲ့စလိုက်ကြရအောင်အခုခွာပြီးပန်းဝေသုံးပိုင်းချီလေးလက်မအတုံးလေးတွေဖြစ်အောင်ဒီပြက်အောက်ခံကွင်းအလုံးကိုတေချဖေးတဲ့အိုးတစ်လုံးကိုဂျုံမုံဖြင်းစီလိမ်ပြီးစားငရုတ်ကောင်းတို့ဖြင့်သမအောင်ငွေပါချက်သွန်ဖြူနှင်းပြီးရင်တော့ချက်သွန်ဤအကွင်းအလုံးကိုဂျုံမုံရောပြီးထဲသတ်တူအတွက်နွားနို့အနေငယ်ကိုဇလုံးတစ်ခုထဲသို့လောင်းထဲပါရိုက်ပြဲချက်ဥတစ်လုံးရိုက်ပြဲအရင်ကသုံးထားတဲ့ဂျုံမုံကိုပကံလုံးထဲယူပြီးချက်ဥနွားနို့ရောထဲလိုက်ပါ
အယောအသောပုံစံများအထီးမွေဂျုံမုံအချို့ထည့်ကြည့်ပါထို့နောက်ဖာတာကိုချက်သွန်နီအကွင်းထည့်ပြီးရင်ဖုတ်ဟုတ်တယ်စီတွင်ကြောပါရွှေအညို့ရောင်အပြီးဒီကိစ္စတွင်ထိတ်တန်းချက်စင်ကိုအစာပယုဆက်စာတွင်ထဲပါပြိုကျသည်ချက်ဦးအနှစ်ကိုရေဆေးပြီးပြင်ဆင်ပါချက်ဦးတစ်လုံးမရေ30မီလီလီတာကိုမှတ်သားပါတဲ့အသုံးပြုနေသောချက်ဦးအရေအတွက်ပေါ်မူတည်၍ချိန်ကြည့်ပါအခုချက်သွန်နီဦးကိုအကွင်းလိုက်ချိတ်ချီပြီးငပိအဖြစ်အသုံးပြုပါအရန်ပြတဲ့ဒီနေ့ချိတ်ဆော့စ်အထွဲယူရှင်းတဲ့ရောဆက်ထားပါတယ်အရင်ကိုအနှဲငယ်ထက်ကအရေးပြော်သည်အထိအလဲအလက်အပူပေးကချက်ပါနောက်မှတွေ့မယ်နောက်မှတွေ့မယ်နောက်မှတွေ့မယ်မင်္ဂလာပါပထမအချက်ကတော့ပဲညက်လေးအလုံးကိုပေါင်းပြီးတော့ချက်ဥအလုံးကိုရောမွေပြီးချက်ဥ10လုံးကိုရောမွေပြီးချက်ဥတစ်လုံးထဲကိုထပ်ပြီးချက်ဥတစ်လုံးကိုထပ်ကတကြားတစ်စုံစားမပါတော့တကြားတစ်စုံစားချက်တော့ဖြစ်တဲ့ဥတဲ့ခရမ်းကျင်ဒီအတိတ်စပွဲတစ်စုံစားတို့ကိုရောမွေပြီးအစိအဆန်များတင်စားတို့ကိုစီထဲတွင်7မိနစ်ကြာပေါက်ကစားတော့လိုက်ပါမဆရာလာတင်ခဲတုံများကိုစားခြင်း3နှစ်တလုံးဂျုံမွန်အားလုံးကိုရောမွေပြီးကျုပ်10လုံးကိုရောမွေပြီးကျုပ်တလုံးကိုကျုပ်တလုံးစီထည့်တကြားတစုံစားမပါတော့တကြားတစုံကျက်တုံဖြူတမွာနဲ့ခရမ်းကျင်ပြီးငါပြီးထမင်းစားစွန်းတစုံအစိနဲ့စားတို့ကိုရောမွေပြီးစီထဲမှာ12မိနစ်ခန့်ကြော်ပေးပါโอเคအဲ့ဒါနောက်ဆုံးချိန်နော်ဆရာကအချောင်းတွေစားရင်ဖြစ်စားတယ်ကိုလဲဖြစ်ပြီးပါဖြစ်သွားလဲကြည့်ရပါပထမနောက်ဆုံးမှာအရသာရှိပြီးတင်ခဲ့ချောင်းများကိုစားပြီးနောက်မိဖို့အဖြစ်ကိုစားပါ။ကိုနောက်ဆုံးတော့အလုံးပြီးသွားပြီ။ပထမဆုံးဒီနောက်ဆုံးပွဲအတွက်ငါပြောရည်တောက်တယ်။တင်ခဲ့ချောင်းများတွေစားတာကိုကြည့်ပြီးကျေးဇူးတင်ပါတယ်မိကုန်းတွေကိုရွှေ့လိုက်ကြရအောင်။ပထမဦးစွာမုံဖုတ်ဆိုတာ4လုံးနဲ့ချက်ဦး6လုံးကိုရောမွေပြီးချက်ဦး10လုံးကိုရောနေပါပြီးမှဒီချက်ဦးကိုထပ်ထည့်ပြီးရင်ထပ်ထည့်ချက်ဦးထည့်ပြီးနောက်ထပ်ထည့်ပါပြီးရင်ချက်သွန်နီကိုဒီဖြတ်ပြီးချက်သွန်ဖြူကိုဒီဖြတ်ပြီးစီစပွဲတင်စုံတစ်စုံစားမပါတော့တကြားစပွဲတင်စုံတစ်စုံတင်ချက်သွန်နီချက်သွန်ဖြူတစ်ချမ်းတစ်ခရမ်းကျင်ဒီငပိထမင်းစားစိုးတစ်စုံတို့ကိုရောမွေလိုက်ပါပြီးပြီးခရမ်းကျင်ဒီကိုအခုခွာပြီးငရုတ်ဒီအတိတ်စပွဲတင်စုံတစ်စုံတင်စားဆယ်စုံကထည့်ပြီးစီထဲတွင်9မိနစ်ကထားပေးပါတွေကိုပြေအောင်သောက်ပြီးရင်စားပြီးပျော်လိုက်ပါပထမအချက်ကတော့မုံမြက်လေးလုံးကိုရောနေပြီးချက်ဥ6လုံးကိုရောနေပြီးချက်ဥ10လုံးကိုရောမွေပြီးချက်ဥကိုထပ်ထက်ကချက်ဥ1လုံးကိုထပ်ထက်ကချက်သွန်နီကိုဒီဖြတ်ကချက်သွန်ဖြူ
ဇပွဲတင်စုံတစ်စုံကကိုလိဖြတ်ကတကြားဇပွဲတင်စုံတစ်စုံကကိုလိဖြတ်ကစက်တော်ဖြူစီချက်ဇပွဲတင်စုံတစ်စုံစာလိဖြတ်ကစက်တော်ဖြူစီချက်ဇပွဲတင်စုံတစ်စုံစာလောက်တိဖြတ်ထားပါချက်တော်နီချက်တော်ဖြူတစ်စုံနဲ့ခရမ်းကျင်ဒီငပိဇပွဲတင်စုံတစ်စုံတို့ကိုရောမွေပြီးရင်ခရမ်းကျင်ဒီကိုအခုခွာပြီးငရုတ်တီအတောင်တစ်စုံနဲ့စားဆယ်စုံစာနဲ့စီထင်းငါမနေ့လောက်ထားပြီးတွေကိုအပြစ်ထက်ကတောက်ပြီးရင်စားသုံးလိုက်ပါနော်နောက်မှတွေ့မယ်နောက်မှတွေ့မယ်နောက်မှတွေ့မယ်